ဒီမဲ့နော်ညီမလေး ဟုတ်ကဲ့ပါရှင်ကိုပစ္စည်းဘိုးလေးရှင်းအောင်မယ်ရှင် အကိုကညီမတို့တထေးတငယ်ချင်းလေ ဟုတ်ကဲ့သိရရှင်ဟိုပစ္စည်းဘိုးလေးတော့ပေးခဲ့အောင်မယ်ရှင် အခုပြောနေရအကိုကနင်တို့တထေးရဲ့တငယ်ချင်းအကိုပြောပြီးသွားပြီရှင်းကြမလို့ ဟုတ်တယ်လေကိုဟိုအကိုကတထည့်တငယ်ချင်းလေညီမတငယ်ချင်းမှမဟုတ်တာညီမအကိုမပေးရင်ညီမပေးနေရမှာပေါ့ နင်ဘလို့ဖြစ်နေလဲငါပြောတာငါတို့တထေးရဲ့တငယ်ချင်းငါသူနဲ့ပြောပြီးသွားရှင်းကြမလို့လို့ပြောနေဘလို့ဖြစ်နေလဲတော့ တထည့်တငယ်ချင်းဆိုမဲ့ပစ္စည်းဘိုးတော့ရှင်းရအောင်မယ်ရှင် နင်လူလိုပြောနေနားမလဲဘူးလား တကယ်ချင်းဘာဖြစ်နေကြတော့ ညီမလေးနေဝင်ထိုင်ငါစီပတ်စံတင်းတောင်းနေငါနင်နဲ့ပြောပြီးသားလို့ပြောနေတာဟာမကြောက် မရှင်းပေးလိုက်ပါနော်တကယ်ချင်းမရှင်းလိုက် အေး မဟုတ်အမဆရာမလို့ချင်းသူ့ဆရာမလို့ချင်းတာ ဟာဘလို့ဖြစ်နေရတော့နင်ဒီမှာပြီးနေတယ်ပြောနေရလေ ဒါလေးခဏတော့မရှင်းပေးလိုက်ပဲ သူ့ဆရာမလို့ချင်းတာ ရပြီတငယ်ချင်းရပြီငါပေးရိုက်တော့မယ်အဲ့ဒါဆိုရင်ဘယ်တော့တော့ တော့ပါရှင် ရော့ပြန်အန်းနဲ့ယူထားရတော့ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ရတယ်တကယ်ချင်း ငါစီထားရလာခဲ့နော် ရပြီ ညီရတော့လေ